ပြတ်တုံးလက်တုံး23မှာ free ကျွေးထားတဲ့အရင်ဟင်းတွေနဲ့တင်ဘိုက်ပြေသွားမဲ့ဆိုင်လေးတစ်ဆိုင်ကိုပြောပြပေးမယ်ငပိရီတိုးစရာအစုံနဲ့အရင်ဟင်းတွေအပြင်ချင်းရင်ဟင်းကိုပါသူဆိုင်ရာ free ချပေးသေးတယ်ချက်စရာဟင်းအမျိုးမြည်တွေကလည်းတော်တော်စုံနဲ့အကုန်လုံးကလည်းထမင်းကြော်နဲ့လိုက်ဖက်တဲ့ဟင်းအမျိုးစားတွေကြီးပဲချက်ထားတယ်အရင်ဟင်းလေးတွေကလည်းတပွဲမှ1000ပဲပေးရတယ်အသားဟင်းတွေကတော့တစ်မျိုးနဲ့တစ်မျိုးနဲ့ဈေးမတူဘူးပေါ့နော်သူစီယာဟာလေးတွေကလည်းတော်တော်လေးကိုအရသာရှိရတဲ့မှာပါတယ် free ကျွေးတဲ့တဲမှာဆိုရင် pantry ပြောချင်းကန်ဇက်လေးကိုတော်တော်လေးကိုကြိုက်ပါတယ်ဒီဆိုရင်အဲ့ဒါလေးနဲ့တော်တော်ထမင်းမိန်ခဲတယ်ပေါ့နော်ထမင်းလေးတစ်လုံးကိုပါဇက်ထဲထည့်လိုက်တိုးစရာလေးတစ်ခိုက်လေးနဲ့ပေါ့နော်တိုးစရာကြိုက်တဲ့သူတွေအတွက်ကတော့တော်တော်လေးကိုအဆင်ပြေတဲ့ဆိုင်လေးပါရှင်ဒီနေ့ညသီးလေးကတော့ချက်ဆက်ကြော်ရဲဟင်းနုနွယ်တုပ်ရဲဝက်သားကြော်ရဲဝက်ဥကြောင်ကြော်ရဲနဲ့မှာစားခဲ့တာပါရှင်ဝက်သားလေးကတော်တော်လေးကိုဤပြီးတော့စားကောင်းပါတယ်ချက်ဆက်ကြော်ဆိုရင်လည်းချက်တောက်မှန်3ချောင်းလောက်ကိုထည့်ပေးရဆိုတော့တန်တယ်လို့ပြောရမယ်ပေါ့နော်ဒီဆောင်ချင်းဟင်းလေးလာချပေးတဲ့ဒီဆိုင်ရဲ့စေတနာကိုမြင်ရတယ်ပေါ့နော်အဖက်တွေအများကြီးနဲ့ကိုတောက်လို့ရန်ကောင်းပါတယ်ငနီတူကြောက်ကြော်လေးကလည်းငနီတူတွေအများကြီးထည့်ပေးထားလို့ရန်ကိုစားလို့ကောင်းတယ်အသားဟင်းတွေမစားကြဘူးဆိုရင်လည်းခင်းချင်းဒီတုပ်တို့လက်ဖက်တုပ်ချင်းတုပ်တို့လိုမျိုးလည်းအတုပ်စုံတွေလည်းရပါသေးတယ်ရှင်တီးတို့စားခဲ့တာကတော့ထမင်းကြော်တပွဲနဲ့အသားဟင်းတစ်မျိုးတွဲရက်ကိုမှ4000ပဲပေးရပါတယ်ရှင်စေးရုံကြီးအနီးတစ်ဝိုက်မှာဆိုရင်တော့သူကတော်တော်လေးစီသက်တာတဲ့ဆိုင်လို့ပြောလို့ရပါတယ်ဆိုင်နာမည်ကတော့အေဇမိုးပါရှင်ဆိုင်လိပ်စာလေးကတော့89လမ်း33တက်ကြားမှာရှိပါတယ်